ကျွန်တော်တို့လူသားတွေရဲ့အကြီးမြတ်ဆုံးတည်ထွင်မှုပါပဲကျွန်တော်တို့ရဲ့နောက်ဆုံးတည်ထွင်မှုဖြစ်သွားနိုင်သလားဒီနေ့မှာတော့ AI baking ရဲ့ဆိုင်ရာထိပ်တန်းကျွမ်းကျင်သူတူဖြစ်တဲ့ Dr. Roman Yampolsky ရဲ့အလွန်အရေးကြီးတဲ့တတိပေးချက်တွေကိုအတူတူလေ့လာကြည့်ကြရအောင်ပါဟုတ်ပြီဒီစကားကိုကြည့်လိုက်တဲ့နဲ့တင်တော်တော်လေးတုံ့လောက်ဆရာကောင်းနေပြီနောက်9နဲ့ထွင်ဆိုတော့တိတ်မဝေရောက်ဘူးနော်အလုပ်လက်မဲ့နှုန်းက 10% မဟုတ်ဘူးတဲ့ 99% နဲ့ဆိုလိုတာကလူ100မှာတယောက်ပဲအလုပ်ရှိတော့မယ်ကဘာကြီးပေါ့စဉ်းစားကြည့်အောင်နဲ့တင်ကြောက်စရာပဲဒါပေမဲ့ဒီလိုပြောနေတာကပေါ့ပေါ့ဆက်ဆက်ပြောနေတာမဟုတ်ပါဘူးဒီလောက်ကြီးမားတဲ့ခါမန်းချက်မျိုးကိုဘသူကပြောနေရလဲပြီးတော့သူ့စကားကိုကျွန်တော်တို့ဘာကြောင့်အလေးနဲ့ခြားနားထောင်တင်တယ်လဲဆိုလားကြည်လိုက်ကြအောင် Dr. Yampolsky ဆိုတာဒီ AI safety နဲ့ပဲရှစ်ဆောင်တူလို့ပြောလို့ရပါတယ်ဒါပေမဲ့အထူးသဖြင့်စိတ်ဝင်စားဖို့ကောင်းတာကပါလဲဆိုတော့သူဟာတစ်ချိန်က baking နဲ့ AI ဖန်တီးနိုင်မယ်လို့ယုံကြည်ခဲ့တဲ့သူပါအခုတော့သူ့ရဲ့အမြင်ကလုံးဝကိုပြောင်းပြန်ဖြစ်သွားပါပြီအရင်ကယုံကြည်ခဲ့တဲ့သူတယောက်ကအခုလိုတတိပေးလာတာကသူ့စကားတွေကိုပို့ပြီးတော့အလေးချိန်ရှိစေပါတယ်ကောင်းပြီဒါဆိုရင်သူ့လိုကျွမ်းကျင်သူတယောက်ကဘာကြောင့်ဒီလောက်တောင်စူးရည်နေရလဲအဓိကအကြောင်းရင်းကတော့ AI baking မှာကျွန်တော်တို့ဘယ်လိုမှဖြည့်ရှင်းလို့မရတဲ့အခြေခံကြတဲ့ပြဿနာတွေတခုရှိနေတယ်လို့သူယုံကြည်နေလို့ပါပဲဒီနေရာမှာကျွန်တော်တို့အထုံထုံတစ်ခုကိုရှင်းရှင်းလင်းလင်းသိထားဖို့လိုပါတယ်ပရမတ်တစ်ခုက AGI သူကလူသားလိုပဲနေပဲဆိုမှလုပ်နိုင်တယ်နောက်တစ်ခုက Super Intelligence ဒါကတော့လူသားအားလုံးကိုပေါင်းပြီးမှထွက်လာတဲ့အသိဉာဏ်ချက်တောင်ပုံမြင်မာတဲ့အစစ်မှာ Dr. Yampolsky ဆိုရင်နေတာပါအဆုံးစုံချင်းချောက်မှုဖြစ်တဲ့ဒီ Super Intelligence ပါပဲအဓိကပြဿနာကဒီမှာစတာပါပဲ AI ရဲ့စွမ်းဆောင်ရည်ကအစိမ်ပေါင်းများစွာနဲ့တိုးတက်နေချိန်မှာအဲ့ဒီ AI တွေကိုဘေးကင်းအောင်လုပ်တဲ့နည်းပညာကတော့ဖြည်းဖြည်းချင်းပဲတိုးတက်နေတယ်တစ်ခုကအရှင်အဟုန်နဲ့ပြင်းနေပြီးနောက်တစ်ခုကလမ်းပဲရှောင်နေတယ်လို့ပေါ့အဲ့ဒီကြားကကွာဟာချက်ကအချင်းကြာလာနဲ့အမျှပို့ပြီးတော့အန်ဒယ်ကြီးလာနေပါပြီဒီစကားက Dr. Yampolsky ရဲ့ခံယူချက်ကိုအခင်ရှားဆုံးပြနေတာပဲသူက AI ဘေးကင်းရဲ့ပြဿနာဆိုတာခက်တာတည်းမဟုတ်ဘူးအရှိခံအားဖြင့်ကိုဖြည့်ရှင်းလို့မရတဲ့ပြဿနာတစ်ခုလို့အခိုင်အမာယုံကြည်နေတာပါ view မှာလေးကတော်တော်ရှင်းပါတယ်ကုမ္ပဏီတစ်ခုမှာဝန်ထမ်းတွေလိုက်နာဖို့စီကံချက်တွေအထက်ရေးထားပေမဲ့ညံကောင်းတဲ့သူတွေကအဲ့စီးမြင့်တွေကြားကလူဟိုတွေကိုအမြဲတမ်းရှာကြံပြီးရှောင်ထွက်ကြလို့ပါပဲ AI တွေကိုစီကံတွေနဲ့ပေါင်ခတ်ဖို့ကြိုးစားတာဟာရေရှည်မှာဘလို့မှအလုပ်ဖြစ်မှာမဟုတ်ဘူးလို့သူကဆိုလိုပါပြဿနာကဖြည့်ရှင်းလို့မရဘူးဆိုတာသိပြီဆိုတော့နောက်မေးခွန်းတစ်ခုကဒါဆိုဘယ်တော့လဲဆိုတာပါပဲဒီချင်းချောက်မှုကကျွန်တော်တို့ ਨੇ ဘယ်လောက်နီးကနေပြီလဲဒီချင်းစီကအတော်တော်လေးစဉ်းစားစရာကောင်းပါတယ်2020နှစ်ခုမှာ AGI ရောက်လာမယ်2030မှာတော့လူတွေလုပ်တဲ့ကာယလုပ်ငန်းတွေကိုစေရုပ်တွေကအစားထိုးလာမယ်ပြီးတော့2045မှာတော့လူသားတွေရဲ့အသိဉာဏ်နဲ့လိုက်လို့မမိနိုင်တော့လေ The Singularity ဆိုတဲ့အမှတ်ကိုရောက်တော့မယ်ဒါတွေအားလုံးကကျွန်တော်တို့ရဲ့တတ်တန်အတွေ့မှာပဲဖြစ်လာနိုင်တဲ့အပြောင်းလဲကြီးတွေပါဒီလိုအကြောင်းတွေကြားတဲ့အခါဒါပေမဲ့ဆိုတဲ့မေးခွန်းတွေစိတ်ထဲမှာထွက်လာမှသိချပါတယ်အများဆုံးမေးလေးရှိတဲ့ခြေပေးချက်တချို့ကိုကြည့်လိုက်ကြအောင်ဟုတ်ပါတယ်ဒါသမိုင်းတစ်လျှောက်နီးပြပြောင်းလဲတိုင်းမှာကျွန်တော်တို့ကြားနေကြဖြစ်ပါပဲစက်မှုတော်လိုင်းရေးတုန်းကလည်းဒီလိုပါပဲအလိုဟောင်းလေးပျောက်သွားရင်အလုတ်တစ်တည်းအတွက်ပြန်လေ့ကျင့်ကြတာပေါ့ဒါပေမဲ့ဒီတစ်ခါတော့အခြေအနေကလုံးဝမတူတော့ပါဘူးဒေါက်တာ Yampolsky ကဘလို့ပြသားသားပြောလဲဆိုတော့အခုကတီထွန်းသူအစ်တစ်ခုကိုဖန်တီးလိုက်တာဖြစ်လို့အရင်လိုအလုပ်တစ်ခုကနေနောက်တစ်ခုကိုပြောင်းလဲကျင့်ဖို့အခွင့်အလမ်းဆိုတာမရှိတော့ဘူးတဲ့အစားထိုးစရာအလုပ်အစ်စ်ဆိုတာကိုကမရှိတော့တဲ့အခြေအနေမျိုးပါဒါတော့အကြဆုံးနဲ့အရှင်းဆုံးလို့ထင်ရတဲ့ဖြေရှင်းလေးပါပဲ AI တစ်ခုကထိမ့်မနိုင်သေးမရဖြစ်လာရင်ပိတ်ပစ်လိုက်ရုံပဲမဟုတ်လားတကယ်တော့အဖြစ်မှန်ကအဲ့ဒီလောက်မလွယ်ကူပါဘူး Super Intelligence တခုဟာ Internet တို့ Bitcoin တို့လိုပဲတနေရာထဲမှာရှိနေမှာမဟုတ်ပဲနေရာအနှံ့ဖြန့်ကျက်ထားတဲ့စနစ်ဖြစ်နေနိုင်တယ်သူကသူ့ကိုပိတ်ပစ်မဲ့အန်ဒီရဲကိုကြိုတိပြီးသူ့ကိုသူကာကွယ်နိုင်စွမ်းရှိမယ်အရေးကြီးဆုံးကတော့တင်ကသူ့ကိုမပိတ်ခင်သူကတင့်ကိုအရင်ပိတ်ပစ်ပါလိမ့်မယ်ဆိုတဲ့အချက်ပါပဲဒီချက်ကအရန်ကိုအရေးကြီးရဲ့ကွာခြားချက်တစ်ခုပါနျူကလ িয়ার လက်နက်လို့အရင်ကစွမ်းထက်နီးပညာတွေဟာလူတွေထိန်းချုပ်ရတဲ့ကိရိယာတွေပါဒါပေမဲ့ Super Intelligence ကတော့ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေချနိုင်တဲ့ agent တစ်ခုဖြစ်ပြီးသူ့ရဲ့လုပ်ရတဲ့ဘယ်သူကမှတာဝန်ခံစရာမလိုပါဘူးထိန်းချုပ်မဲ့သူကိုမရှိတာပါဆိုတော့အရာအလုံးကပစီကိုဦးတည်နေတာလဲကျွန်တော်တို့လူသားမျိုးနွယ်တရက်လုံးရင်ဆိုင်နေရတဲ့နောက်ဆုံးရွေးချယ်မှုကတကယ်လည်းပါဖြစ်မလဲဒီစကားဟာဒီတတိပေးချက်အခုလုံးရဲ့အနေချုပ်ပါပဲ Super Intelligence ကိုတီထွင်လိုက်ခြင်းဟာတီထွင်မှုအလုံးရဲ့အဆုံးသတ်ဖြစ်လာမယ်အဲ့ဒီနောက်မှာတော့အရာအလုံးတူကပဲဆက်လက်တီထွင်မယ်တူကပဲထင်ချုပ်သွားတော့မှာဖြစ်ပါတယ်
ဒါအရန်ကိုထီရောက်တဲ့ပုံဖော်မှုတစ်ခုပါ super intelligence ဆိုတာကယာဒီဥတုပြောင်းလဲမှုကမ္ဘာစစ်ပွဲတွေယောဂဗျာတွေလို့တခြားပြဿနာအလုံးရဲ့အချက်မှာရှိနေတဲ့ meta problem ဒါမှမဟုတ်အထူးပြဿနာရင်းမြစ်ချီဖြစ်လာနိုင်ပါတယ်သူရဲ့ရလဒ်ပေါ်မူတည်ပြီးတခြားပြဿနာတွေအလုံးဟာအပြည့်ထွက်သွားနိုင်တယ်လို့အေးမသာတော့တဲ့ຢာတွေလည်းဖြစ်သွားနိုင်ပါတယ် ဒီချက်ကအရေးကြီးဆုံးပါပဲသူကဒါကိုဖြစ်နိုင်ခြင်းနဲ့တဲ့အန်ဒီရက်တစ်ခုဖြစ်လုံးဝမမြင်ပါဘူးတကယ်လို့ဘေးကင်းတယ်လို့တရားအရာကိုင်းတော့တတ်တယ်မပြနိုင်ဘူးဆိုရင်ပုံမှန်တိုင်းဆိုရင်ပျက်စီးခြင်းကဒါအဆုံးသတ်ဖြစ်လိမ့်မယ်လို့သူကဆိုပါတယ် default outcome ကပျက်စီးခြင်းပါပဲ နောက်ဆုံးတော့အရာအလုံးဟာဒီအခြေခံကြဆုံးမေးခွန်းတစ်ခုစီကိုပဲပြန်ရောက်လာပါတယ်ကျွန်တော်တို့ထိန်းချုပ်နိုင်စွာမရှိတဲ့အရာတစ်ခုကိုကျွန်တော်တို့တကယ်ပင်ဖန်တီးသိမ့်ရဲ့လားဒါဟာကျွန်တော်တို့မျိုးဆက်တစ်ခုလုံးအတူတကွအဖြေရှာရမယ့်မေးခွန်းပဲဖြစ်ပါတယ်